လုံးမင်္ဂလာပါအားလုံးတာကြပါဒီမှာတရားတည်နဲ့မုံဒီဖက်တော့စားပါမယ်ဈေးဝယ်လာတော့တရားတည်ရခေါ်လာတော့ပြောင်းနေပဲနော်ပြောင်းနေရှမ်းတွေ့
တနေ့ကငွေဘသိထောင်းထားတဲ့ကြံပါအဲ့ဒါမတော့ရသေးဘူးဒီကတုတ်ပါမယ်ဒါလည်းတုတ်မယ်ကြက်သားမထည့်ပါမယ်ရခိုင်တုတ်ဖြစ်ပါတယ်ဒါရခိုင်တုတ်ပါဝတ်နာတွေ့တဲ့ခါနဲ့ဘယ်လိုများမလားမသိစတဲ့မသိရရှင်းတယ်ရှင်းတယ်တော်ရှင်းပါတယ်ဒီခါစားသေးပါနဲ့စားပါတော်ဆက်တယ်တော့ပဲဒီလောက်ဆိုနေတော့ပဲစားတယ်ညတော့ဆက်တယ်ရှင်းတယ်မုံလေးတဲ့ထဲမတော့တော့ပါဆိုမုံလေးကအဖက်ကနည်းနည်းပြော့တဲ့ခါတရားတင်နေလာတယ်ပို့ပြော့သွားမှာဆိုဒီကပဲကောင်းပါတယ်စားကြပါကဲကျေးဇူးတင်ပါတယ်အားလုံး